မင်္ဂလာပါကျွန်တော်ဒီနေ့ Christian လုံးမဲ့ whisky ကတော့Canadian whisky ဖြစ်တဲ့ Crown Royal ဖြစ်ပါတယ်Canadian whisky တွေကို rye whisky လို့သမုတ်ကြပါတယ်ဒါပေမဲ့ rye ပါဝင်မှုနည်းပါးပြီးတော့ပြောင်းပါဝင်မှုများပါတယ်ဘာလီလည်းပါဝင်ပါတယ် American whisky နဲ့မတူတာကတော့ grain mash တွေကိုဒီ mash တွေကိုမရောဘဲနဲ့ mash တစ်ခုစီကိုတီးတန့်စီကစောဖောက်ပေါင်းခံပြီးမှပြန်ရောတာဖြစ်ပါတယ်၃ချိန်ပေါင်းခံတဲ့အတွက်တခြား whisky တဲ့ဆိုင်ပို့ပြီးတော့ smooth ဖြစ်ပါတယ်ဟို Irish whisky လို့ပေါ့နော်တစ်သားစီမှာလည်းအဟောင်းပဲဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်အတွင်းသားကိုမီးဖုတ်ထားတာပဲဖြစ်ဖြစ်မဖုတ်ထားတာပဲဖြစ်ဖြစ်ကြိုက်တဲ့တစ်သားစီနဲ့စိမ်းလို့ရပါတယ်၃နှစ်စိမ်းရပါတယ် Canadian whisky ထုတ်လုပ်မှုကဒီ America မှာရှိတဲ့1920 1930နှစ်ထိ prohibition ကာလမှာဒီမယောင်းဝကာလမှာသူကဈေးကွက်အများကြီးကိုသူထိုးဖောက်ဝင်ရောက်ပြီးတော့ထုတ်လုပ်နိုင်တယ်မီရှီဂန်အာရီကိုကြော်ပြီးတော့လည်း America တဲ့ဥပမာကိုရက်တွေတင်သွင်းနိုင်နေတာပေါ့နော်ဒီ Canadian whisky ဖြစ်ဖို့အတွက်ဒီ product ကကနေဒါနိုင်ငံတွင်းမှာဖြစ်ရမယ်အနည်းဆုံး3နှစ်ချိုထားရမယ်နှစ်ချိုတဲ့သားစီကလည်း900လီတာဆန့်တဲ့သားစီတက်မကြီးရဘူးသူ့ရဲ့အောက်ကသူ့တဲ့နှိမ့်နဲ့နဲတဲ့စီနဲ့စိမ်းရမယ်စဥပဒေရှိပါတယ်ဒီကျွန်တော်သိတဲ့ Canadian whisky တွေကတော့ Canadian Club Crown Royal Secret VO တို့ဖြစ်ပါတယ်ဟိုဘားတွေမှာ7 and 7ဆိုတဲ့ drink ဆိုလို့ရှိရင် Secret 7ကိုဒီ 7up lemonade နဲ့ရောတောက်တဲ့ drink ခေါ်တာပါဒါပေမဲ့ Secret 7က Canadian မှာလို့တော့မပါဘူး American blended whisky ဖြစ်ပါတယ် Secret VO ရဲ့ company လောက်ကထုတ်လုပ်တဲ့ whisky ဖြစ်ပါတယ်အဲ့ဒါဖြစ်ကျွန်တော် Crown Royal ကိုရန်ကြီးမယ်ပြီးလို့ရှိရင်7အလေးနဲ့တက်တောက်ကြပါမယ်ဒီနေ့ကတော့ဒီ Devil Black တို့ Chivas တို့လောက်ဝတ်ချတာရဲ့အနက်ရနက်တင်မတက်နိုင်ရှင်းနေပါကြည့်ကြည့်ပါမယ်ကျွန်တော်ကဖတ်ပြတယ်လို့ပဲ strong taste harsh taste မဖြစ်ဘူးsmooth ဖြစ်တယ်ပေါ့နော်နည်းနည်းလေးချူရတဲ့ဟာလေးရှိတယ်ဒါပေမဲ့ကျွန်တော် single malt whisky တွေလောက်တော့တိမ်မွေးမှုမရှိဘူးပေါ့နော်အားမရဘူးလို့ဒီနေ့တော့ကြည့်ပါမယ်တော့လည်းပါမယ်7 and 7 မှာအားချိုးသွားကျွန်တော်တို့အချိုးမကြိုက်တဲ့ရသမားရမကဖွဲ့ဝင်တွေကတော့7နဲ့တိတ်တော့စင်ပြေလို့တော့ချင်တယ်ဂျင်ဂျာအေးလောက်နဲ့ဆိုတော့မဆိုးကျွန်တော်ချိုးတာမကြိုက်ဘူးဆိုရင် whisky ရတာပေါ်မလာတော့ဘူးဒါပေမဲ့ balance တော့ဖြစ်ပါတယ်ရက်ထက်တဲ့ခါကျတော့ချိုးရည်ရဲ့ရက်ကပြင်အားဆိုတော့နည်းနည်းတိတ် move မရှိတဲ့နေမှာပေါ်ပါတောက်ချင်တဲ့ဟာမျိုးတော့7နဲ့တော့တောက်မှာပေါ့မှာငါကတော့ကျွန်တော်ချက်မပေးဘူးဒါနဲ့ကမ်းဆက်7 app မှာပါတဲ့ကတ်တွန်းရုပ်ဇက်ကောင်ရဲ့နာမည်သိပါလား